နောက်ပိုင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျဒီညမှာတော့ကျွန်တော်ရွေးချယ်ပေးတဲ့ freeway 3ပွဲက3ပွဲလုံးအနိုင်ရရှိခဲ့ပါတယ်ဒီ3ပွဲကဘာလဲဆိုတော့ကျွန်တော်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်က Aston Villa နဲ့ Fulham ပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအောင်ရွေးပေးခဲ့တယ်ပွဲပြီး 1-0 ဖြစ်ခဲ့လို့အပြည့်အဝအောင်ခဲ့ပါတယ်နောက်တစ်ပွဲကကျွန်တော်စပိန်လာလီဂါကအလာဘန်နဲ့အတလက်ပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအောင်ရွေးပေးခဲ့တယ်ပွဲပြီး CC ဖြစ်ခဲ့လို့ဒီပွဲလည်းအပြည့်အဝအောင်ခဲ့ပါတယ်နောက်တတိယပွဲစဉ်ကတော့အင်္ဂလန်ချန်ပီယံရှစ်က Plymouth နဲ့ Leeds ရဲ့ပွဲစဉ်မှာလည်းဂိုးပေါင်းအောင်ပဲရွေးပေးခဲ့ပါတယ်ဒီတင်ရဲ့နောက်ကျတွင်ကိုကြောင့်ကျွန်တော်ပြားဆုံးလေးတော့ကျွန်တော်စားရမှာပါအပြည့်အစားပဲနေရာမှာပြားဆုံးပဲစားခဲ့ရပါတယ်ဘာလို့ဖြစ်3ပွဲရွေးချယ်ပြနေမှာ3ပွဲလုံးအနိုင်ရရှိခဲ့ကြမလို့ကျွန်တော်ရဲ့မိတ်ဆွေများအတွက်ကျွန်တော်ထူပဲဝမ်းသာပါတယ်အဲတော့ဒီညမှာလည်းနောက်ကျပွဲရနေပြီးတော့ကျွန်တော်နေအကြိုက်တွေ့ရရှိရဲဆိုရင်တော့ကျွန်တော်ရဲ့ Telegram Channel မှာအခမဲ့မျှဝေပေးထားပါမယ်ဒါကြောင့်မို့ Telegram Channel ကိုမ join ရသေးတဲ့မိတ်ဆွေများအနေနဲ့ join လာပေးဖို့ကျွန်တော်အားလုံးကိုဖိတ်ခေါ်ပါတယ်ဒီဗီဒီယိုလေးရဲ့ comment လေးမှာလည်းကျွန်တော် Telegram Channel လေးကို link လေးကိုချပေးထားပါမယ်နောက်တစ်ခုကဒီနေ့ညမှာဆိုရင်နောက်ကျပွဲစဉ်ရနေပြီးတော့တပွဲကောင်းကစားချင်တဲ့မိတ်ဆွေများအတွက်နိုင်ပေးပွဲရှိပါတယ်နောက်တစ်ခါကျွန်တော် Legend Fighter ညီကိုများအတွက်ပွဲကြရင်ပြန်ပြီးရော်ပြီးတဲ့အရော်စားပွဲရှိပါတယ်ဒါကြောင့်မလို့ Josh မှာနိုင်ပေးပွဲနဲ့အရော်စားပွဲယူကစားချင်တဲ့မိတ်ဆွေတို့အနေနဲ့ Viber number 3998959639ကိုဆက်သွယ်လို့ရပါတယ်အဲ့တော့ဗာပဲဖြစ်ကျွန်တော်ရဲ့ free word တွေကမိတ်ဆွေတို့အတွက်တေချာပေါက်အကျိုးရှိစေရတရားဆိုကျွန်တော်ကလည်း2ပင်1မြောက်1တာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီလမှာဆိုရင်9လပိုင်းစရဖြစ်ကြမလို့လာစင်မမာအတွက်မေးထားတဲ့မိတ်ဆွေတို့အနေနဲ့လာစင်မမာပွဲတွေယူလို့ရပါပြီလာစင်မမာယူတဲ့မိတ်ဆွေများကိုကျွန်တော်တညမှာမမာပွဲ3ပွဲရွေးချယ်ပို့သွားမှာဖြစ်ပါတယ်အဲတော့လာစင်မမာမယူဘဲနဲ့ကျွန်တော်တပွဲကောင်းစားချင်တဲ့မိတ်ဆွေများရှိရဆိုရင်လည်းကျောရှိမှာနိုင်ပေးပွဲနဲ့ရောစားပွဲရှိပါတယ်အဲကြောင့်မလို့ကျောရှိမှာမမာပွဲနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တဲ့မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ Viber နံပါတ်ကိုဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ဟုတ်ကဲ့ဗီဒီယိုလေးကိုစအောင်ကြည့်ပြီးတဲ့မိတ်ဆွေတိုင်းတူကြီးတောက်ရှင်စီကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့မိတ်ဆွေညီကိုများလည်းနောက်ကျပွဲဒီမှာလည်းဆက်သက်ပြီးတော့ကံကောင်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးနေအားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်